မင်္ဂလာပါ United ကလေးတွေကျူဆိုပါတယ်ဒီဗီဒီယိုလေးကတော့မနက်ကကစားသွားတဲ့ကျွန်တော်တို့ United နဲ့ Wolverhampton 1-1 တည်ကြတဲ့ပွဲလေးကိုပွဲပြီးသွင်းတဲ့လူချင်းတာဖြစ်ပါတယ်နောက်ကျသွားပါတယ်အလုံးခုမှပြန်လာတဲ့အတွက်ကြောင့်ပါပွဲတော့ကြက်တည်မရှိပါဘူးကျွန်တော်တို့ United ဒီလိုမျိုးခံရတာလဲဘယ်နှခေါက်ရှိနေပြီလဲကျွန်တော်တို့တောက်လျှောက်ခံရတာပေါ့လေကိုကသူများတည်ကြလို့ချက်သီးတည်ကြလို့ကိုအစင်လေးတက်မလားဆိုပြီးတော့မျှော်လင့်ခဲ့တယ်ဒါပဲဖြစ်မလာခဲ့ဘူးဖြစ်မလာဘူးနဲ့ပွဲတွေလည်းနည်းနည်းများလာပြီအေဗာတန်ပွဲရောနိုင်တဲ့နဲ့ပွဲတွေမနိုင်ဒီလိုကိုအမှတ်ရတဲ့ပွဲတွေမရအပေါ်ရောက်တဲ့ပွဲတွေမရောက်ဘယ်လိုဖြစ်နေပြီလဲတော်တော်လေးများနေပြီကျွန်တော်တို့ဘာမှအချက်လက်တွေဘာလဲမပြောချင်တော့တော်တော်လေးစိတ်ပြက်စရာကောင်းနေတော့ဒီပွဲလေးမှာဘယ်လိုပြောမလဲနေတဲ့ကလေးကိုနိုင်လေးနဲ့ကြိုးစုံမယ်ဆိုပြီးတော့ကျွန်တော်တို့ကရီမှန်းခဲ့ကြတာပေါ့လေဒါမဲ့ကိုရီရီမှန်းတယ်လို့ကတော့ဖြစ်မလာခဲ့ဘူးပေါ့ကစားနေတဲ့ကစားကွက်ကလည်းစုပ်ပြတ်သက်ကျွန်တော်ပွဲကြည့်တဲ့ချက်ကတော့ပြောခဲ့တယ်လို့ပေါ့ဗျာဒီပုံစံတိုင်းလေး73ပါစေလို့ဆူတောင်းခဲ့ပေမဲ့ဆူတောင်းမပြည့်ခဲ့ဘူးပေါ့ဗျာသူ3ဘက်ကိုပြန်သွားတယ်ထဲမှာလည်းပြောင်းရင်းတယ်လို့ပြောင်းပြင်းနေတယ်လို့ပြင်းပေါ့ဗျာလို့ကိုကစားသမားတွေကလည်းမရှိတာလည်းပါမှာပေါ့ဒီကစားသမားမရှိတာတော့ဒီပွဲတော့စင်ကြီးပေးလို့တော့မရဘူးပေါ့ဒါမဲ့ဒီနီးပြနဲ့ဒီကစားသမားတွေနဲ့စိတ်ပြက်စရာကြီးပေါ့ဗျာဒီစီစီကိုထုတ်တဲ့လူငယ်လေးထဲတယ်လူငယ်လေးလည်းပွဲဥထွက်ဆိုတော့တိတ်ဘာမှမလုပ်ပြနိုင်စုပ်ပြတ်တက်နေရပေါ့ဒီဟိုဘန်တန်လို့အသင်းနံပါတ်25ခုတစ်ခုလုံးမှာဒီစီဇန်စတစ်ခုလုံးမှာ2မှတ်ပဲရထားတဲ့အသင်းကနောက်ထပ်တစ်မှတ်ကိုကျွန်တော်တို့ United ကိုအိမ်ကွင်း Old Trafford မှာလာပြီးတစ်မှတ်ယူသွားခဲ့တယ်ဘယ်လောက်ဆူလိုက်တဲ့အဖြစ်လဲကျွန်တော်တို့ United ကအဲ့တော့ဘာမှပွဲစဉ်အချက်လက်တွေဘာတွေပြောစရာဘာမှမရှိဘူးရှုံးသွားတယ်ပေါ့ဗျာကျွန်တော်စိတ်ထဲမှာရှုံးတယ်လို့ပဲခံစားရတယ် United ကဘာဟန်တန်ကိုရှုံးသွားတယ်စိတ်ပြည့်စရာချွေစမ်းတွေကိုရှုံးသွားတယ်လို့ပဲကျွန်တော်ခံစားရတယ်ပေါ့နော်ဒီပွဲကတော့ဘောလုံးပွဲဘောလုံးပိုင်ဆိုင်မှုသားတာကန်ချက်သားတာဘာမှလုပ်လို့မရโอเคတော့ဘယ်လိုထင်ကြလဲကျွန်တော်ကတော့တော်ကိုစိတ်ပြတ်ပါတယ်နီးပြတွေရောကစားသမားတွေရောနီးပြလည်းဘာတွေလုပ်ချင်နေမှန်းကိုမသိတာအဲ့ဒီအတွက်ကြောင့်မလို့ဒီပွဲကြောင့်ဘာမှပြောချင်မအောင်ကျွန်တော်ခံစားချက်ကတော့နီးပြရောကစားသမားတွေရောတယောက်မှအသုံးမကျဘူးလို့ထင်တယ်ဒီသင်းဒီကောင်းဒီဘလို့မှဘာမှမျှော်လင့်လို့မရတော့ဘူးလို့လည်းထင်တယ်အဲ့တော့ဒါသားတို့ဘလို့ထင်ကြလဲရှေ့ဆက်တော့ဘာမှပြောမနေနဲ့ဒီည Happy New Year မှာနှစ်သစ်မှာစိတ်အေးလက်အေးတာဖြတ်သန်းလိုက်ကြတော့ဒီသင်းဒီလိုဒုက္ခမျိုးတွေကနောင်လက်ခံအောင်မှဒီနီးပြရှိနေသေးရတော့အဲ့တော့နှစ်သစ်မှာပျော်ရွှင်ကြပါစေလို့ပဲဆုတောင်းပေးလိုက်ပါတယ် United နဲ့ကျွန်တော်တို့ United ကတော့ကျွန်တော်တို့ပျော်ရွှင်မပေးခဲ့ဘူးကိုပဲပျော်ရွှင်အောင်နေကြတော့ပေါ့ဗျာနောက်ဝင်ကိုနေမှာတတာပါအဲ့လိုစင်ပြေကြပါစေနှစ်သစ်